ဘယ်လို idea ရှိလဲကြိုးပြပါလားကိုဒီဘိုင်းဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားနေတော့ခုဒီကဲအခုကတော့ဘာလို့မှလဲဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ဒီဆက်ပေါ့နော်ဒီတော်တော်လေးလှတယ်လို့မြင်တယ်ကျွန်တော်လေးအမှန်နဲ့ပြောရရင်တော့ကျွန်တော်မရှိပတ်စံနဲ့ဖောက်နေတာကျွန်တော်ဥဆုံးကျွန်တော်မထည့်ဘူးကျွန်တော်ကြည့်မဖောက်ဘူးလို့ဒါမင်းကလို့ဈေးကြီးတယ်လို့ဘာညာလို့သေချာကြည့်တော့လှတယ်ဗျကဲကျွန်တော်တို့ကဲဝဲမှုဒီတော့ကျွန်တော်ကပြမယ်သိတော့လိုချင်တာလေးပြမယ်တော်လှနေတာโอเคတကယ်ကျွန်တော်တွေ့တဲ့အတိုင်းဆောင်းရမ်းလှတယ်ဗျာဒီကောင်ကတခုမကြိုက်တာဝင်လင်းလေးပဲအခုတည်းဒီရဲ့အကျိုးပြောမယ်တက်ပဲသူတို့ဘက်ကဒီဇိုင်နာသူတို့ကဒီလိုပုံစံမျိုးထုတ်ထားတာတော့မသိဘူးဖင်ကိုကြည့်လိုက်လှုပ်နေတယ်လားပလိုက်လှုပ်နေဖင်ပေါ်တာကိုမကြိုက်ဘူးအဲ့ဒါတခုတော့အမှန်ပဲအမှန်တရားပဲအဲ့ဒါဖင်ပေါ်တာတခုတော့မကြိုက်ဘူးခေါင်းဝင်နည်းနည်းလေးရှည်ချလိုက်မယ်ဆိုတာလုံးဝလှသွားမှာဗျာသိတယ်မလားအစလေးတွေလှုပ်ပေးလိုက်အဲ့ဒါဆိုလှသွားလိမ့်မယ်အခုဖင်ပေါ်နေကွာအရှိပိုင်းဆိုတော့ဟုတ်တယ်ငါခင်းစောဆိုငါကြောကြီးပဲမြင်ရမှာငါဖင်ပေါ်နေအဲ့တော့ငါရဲ့ကာရက်တာဖင်ပေါ်နေတဲ့အတွက်ငါ anime ကို focus ဖို့ကခက်သွားပြီဖင်ကြီးမြတ်တွေ့နေမှာဟုတ်တယ်မလားအဲ့ဒါရတိတ်အဆင်မပြေဘူးအဲ့ဒါမင်းတို့ဘလို့မြင်နေတာကြီးတို့ကျွန်တော်ကတော့လုံးဝအဆင်မပြေဖင်ကြီးပေါ်နေတာတခုပါတလားအဲ့ဒါကလွယ်အေးပေါ့လွယ်ရတော့တော်တော်လှတယ်ရေခဲလေးနေဆိုတော့လေလှတယ်သူဂိတ်ဆက်ဒီဆက်နဲ့လိုက်တယ်လုံးဝနောက်တစ်ခုကကာကတော့ကျွန်တော်သူများတွေပြစ်နေတာတွေ့နေတယ် game message တော်လှတယ်မှာပါတယ် UC 1000ပဲရှိရနော်ကျွန်တော်တို့ဒါပြီးဆန်းကြမှာ UC 1000နဲ့ပါရမလဲလို့ဒီကဲကျွန်တော်ဒီညတင်မှာဆို game message လောက်ထိတော့ကျွန်တော်တက်လောက်တယ်ဘာဖြစ်လို့ဆိုတော့ရခဲ့ပေါ့နော်ဂန်ရခဲ့မှာဆို game message လောက်ထိတော့ကျွန်တော်တက်လောက်တယ်ဘာကျွန်တော်ဗီဒီယိုနဲ့အားလုံးက9ချောင်းရှိနေတယ်ဆိုတော့9ချောင်းရောင်ရှိတယ်ဗျာကျွန်တော်ထပ်ဖောက်အောင်မှနဲ့ဆိုရင်ပေါက်တယ်အေးထပ်ထည့်အောင်မှနဲ့ဆိုဒီမှာဖောက်အောင်မှနဲ့ဆိုထွက်လာမှာပဲကဲဗျာတငယ်ကျွန်တော်ရေကျွန်တော်တို့မရှိမဲ့ UC ကလေးနဲ့ဒါ case လေးတော့ဖောက်မှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအတွက်ကျွန်တော်ကိုတငယ်တို့ဝိုင်းပြီးတော့ဘယ်လိုပြောမလဲဒီကြီးပေါ့နော်ပေါက်ပါစေပေါ့တငယ်တို့ရဲ့ဘယ်လိုဆူတောင်းပေးတာလေးကျွန်တော်လိုချင်တယ်ဗျာပေါက်ပါစေကိုဒီပိုင်းလို့မှတ်လဲရပါတယ်ဒါမှမဟုတ်လဲဒီကြီးပေါ့နော်ပေါက်ပါစေပေါ့ကျွန်တော်ဝိုင်းပြီးတော့ကူညီပေးကြပါတကယ်ကျွန်တော်ရဲ့ဆူတောင်းမှုလေးတွေပေါ့ဟိုဒီပြီးတော့ကျွန်တော်ရဲ့ဒီ case လေးက UC 1000နဲ့ဒါပေါက်သွားမလားမပေါက်သွားဘူးလားဆိုတော့ကျွန်တော်ရဲ့ fan တွေကျွန်တော်တကယ်ချင်းတွေပေါ်မှာမူတည်ပါတယ်ခက်မြန်ဒီအားလုံးပဲမင်္ဂလာပါ Facebook တကယ်များမင်္ဂလာပါခင်ဗျာ YouTube တကယ်များမင်္ဂလာပါ TikTok တကယ်များမင်္ဂလာပါအားလုံးပဲ live stream လေးကိုခုမှလာရောက်ရှိတဲ့တကယ်ချင်းတွေအများကြီးကြည့်နေတဲ့တကယ်ချင်းတွေ like လေးနှိပ်ရတယ်နှိပ်လိုက်ခဲ့ပါ follow လေးမနှိပ်ရသေးဘူးဆိုနှိပ်ခဲ့ပါခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီနေ့မှာအမှန်ကန်ကြိုးစားမယ်ကျွန်တော် video တစ်ပုဒ်တက်လုပ်ပေးမယ်ဟိုတော့ဆိုတော့အဲ့မပြောတော့ဘူးဗျာကျွန်တော်တို့ဒီနေ့ကတော့ case လေးပေါ့နော်ဒါလေးကိုကျွန်တော်လာဖောက်မှာပဲဖြစ်ပါတယ်ခင်ဗျာကဲအားလုံး happy new year ပါเนาะကျွန်တော်နှစ်သက်မှာအားလုံးပဲပြရွှင်နဲ့ကျမ်းမာရေးကောင်းနဲ့ပတ်စံတွေအများကြီးရှာနိုင်ကြပါစေနောက်တစ်ခုကတော့အဓိကကတော့အဲ့လိုပတ်စံတွေအများကြီးရှာနိုင်ပြီးတော့ကျမ်းမာလည်းနေနိုင်ပါစေပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ဒါပေးတင်တယ်ပါအစုလေးအဲ့စုလေးကတော့ကျွန်တော်မြင်နေပြောနေကြစော်မရှိတဲ့မျိုးကောင်လေးဒီ2026မှာစော်ရနိုင်ပါစေပေါ့နော်စော်လေးလှလှလေးတွေမျိုးကောင်လေးရှာနိုင်ပါစေလို့စတောင်းပေးလိုက်ပါတယ်ငါတားလူကြီးတခုရတက်လာလို့လည်းမျောနေရတာလည်းလာပြီတိုင်းလာပြီကွာတိုင်းငါလာပြီတိုင်းတော့ငါလာပြီဒါကျွန်တော်လက်ရလေဟိုမှာမှာလို့ရပြီနော်ဟိုမှာချင်းအောင်ရှိတယ်ကျွန်တော် TikTok profile နဲ့ဝင်သွားလဲအဲ့မှာချင်းအောင်ရှိတယ်ဗျာဗီဒီယိုတင်ထားတဲ့မနက်ကအဲ့မှာတော့မှာပြရမယ်နော်ကဲတငယ်ချင်းတို့ရေကျွန်တော်တို့စကြမယ်ကဲအားလုံးရဲ့ဆူတောင်းမှုလေးတွေကနေစပြီနော်ကဲကျွန်တော်တို့ပေါက်ပါစေကျွန်တော် UC ကတိတ်မရှိတဲ့အတွက်ကျွန်တော်ဒီနားမှာပဲဆူတောင်းလိုက်မယ်နော်ကျွန်တော်စကားအတန်မထွက်တော့ဘူးနော်ပေါက်ပြီအတန်တော်မထွက်တော့ဘူးเนาะအတန်တော်မထွက်တော့ကဲကျွန်တော်တို့ထုံးစံတိုင်းကျွန်တော်10 UC လေးနဲ့အရင်စမ်းကြည့်လိုက်မယ် let's go ပါဒီရုပ်ကွာနေဟိုဟာကုတ်တော်ဖြစ်တယ်ဟိုဟာကတ်တွေဘာမှမပေးဘူးလားကျွန်တော်တို့ဒီပုံမှန်ဆိုကက်ကလေးတွေပေးရဟုတ်တယ်မလားကျွန်တော်တို့ဒီ short ဈေးကတ်လေးတွေပါလေးရှိတယ်မလား short ဈေးကတ်လေးတွေပါလေးတွေမပေးဘူးလားနော်ကြည့်လိုက်အောင် short ကတ်လေးတွေပါ short ဈေးကတ်နဲ့လေးကလေးပါလေးမပေးဘူးလား
UC 10သဘောဆိုအဲ့ UC 10ညမှာ0 UC ဖြစ်ရမှာဟုတ်တယ်မလားမပေါ်ဘူးပြကျွန်တော်ကျွန်တော်10 UC နဲ့တစ်ခေါက်သွားလိုက်တာဘာမှမပေါက်တဲ့အတွက်ကျွန်တော်တို့နှစ်ခေါက်3ခေါက်ပေါ့10 UC နဲ့3ခေါက်သွားကြည့်မယ်နော်ရောပထမတစ်ခေါက်0သွားတယ်ဒုတိယတစ်ခေါက်0သွားတယ်တတိယတစ်ခေါက်မှာ7နဲ့သွားကြည့်မယ်60 UC ဖြစ်သွားပြီဗျရတယ်နိုင်လားဒီကျွန်တော်တို့ coin ကျွန်တော်တို့10ဘုံတပလိတ်တည်းသွားမယ်အားလုံးပဲ0 UC နဲ့ပါကျွန်တော်ဟိုမလာခင်နဲ့ကြိုပြီးတော့ order တင်ထားလို့ကျွန်တော်ဟိုကနေရတာအဲ့0 UC နဲ့ရတာ10ဘုံโอเคကျွန်တော်တို့ let's go ပါအားလုံးပဲ let's go ပါပေါက်ပါစေဗျာကျွန်တော် confident တွေတော့ကျွန်တော် UC ထပ်မထည့်ကျင်တော့ဘူးဗျာကျွန်တော်သွားစရာရှိတယ်လုံးစရာရှိတယ်ဒီနှစ်ကရော့30လုံး UC နဲ့ဟာဝမ်းနာတာလိုက်တော့မင်းအဲ့လောက်ကြီးကြာမပြောတော့ဘူးတိတာဟာရောင်ဝမ်းနာတာလိုက်တော့မင်းတို့ပေါ့နေ what the hell bro ဘာကြီးလေလို့ဘာကြီးလေဒီတစ်ခါအဲ့လိုမျိုးကြီးဖြစ်တာကြီးကတိတ်ပဲမရှိဘူးနော်ရောင်နေပုံမှန်အဲ့လောက်မခက်ဘူးနော်ကျွန်တော်ဖောက်နေတယ်သင်တို့သိတယ်နော်ကျွန်တော်ပုံဖောက်အဲ့လိုမျိုးမဖြစ်ဘူးနော်စော်စင်းနဲ့ရလို့လေမဆိုင်ဘူးလေသားကြီးမဆိုင်ဘူးလေစော်စင်းနဲ့ UC နဲ့တွေ့ရတာလေဟာ what the hell bro ရောနောက်လည်းစေပုံမေဒီရတဲ့ချောင်းရတယ်ဒီနေ့အောင်ကျွန်တော်မလိုချင်ဘူးပြတယ်နော်ကွိုင်းတစ်ကွိုင်းလောက်ပြီးလိုက်ကွိုင်းမရဘူးဆိုအဆင်မပြေဘူးနော်ဟောရတိုင်ကွိုင်းမရအဆင်မပြေဘူးတော့ထထရမယ်ရုပ်ကြီးနော်ရရုပ်ကြီးတာထထရမယ်ရုပ်ကြီးဖြစ်နေမယ်နော်အဲ့ဒါကွိုင်းမရရင်နော်ရောက်နေငါထက်မထည့်ကြည့်ဘူးနော်တားကြီးတို့ရလုံးပါအောင်ပါဆယ် UC နဲ့မင်းရလဲသူများတွေဖောက်တာဘယ်လောက်ကုန်လဲမသိဘူးဟိုဒီကက်ဆယ်ကလှတယ်ကွာသိတယ်မလွယ်လွယ်နဲ့တော့ပေါက်လို့မရဘူးဆိုတော့တိတယ်ကွာငါတိတယ်ကွာဒါပေမဲ့လေပေါက်သိနေကွာစကင်းနဲ့သွားကြည့်တယ်မလား let's go ဟာရောက်မရဟာ what the hell bro come on man တပည့်မရှိဘူးနော်ဟေ့အောင်ပတ်စီကထည့်ပေးတဲ့ UC မို့ကို UC နဲ့ကိုပတ်စံနဲ့ကိုအသားတွေကလှီးထုတ်ပြီးဖောက်နေတာနော်ဆောက်ရအောင်နဲ့ထွက်ခဲ့တားရို့ရမင်းတို့စဉ်းစားစားကြည့်လိုက်ကွာငါဖောက်တာပုံ44ပုံရှိပြီကွာမင်းတို့ရတစ်ချောင်းမရတာကြီးအတိတ်ပဲမရှိလို့မခံစားရဘူးလားမင်းတို့ရတစ်ချောင်းမှ UC 900ပဲရှိတယ်ကွာမင်းတို့စဉ်းစားကြည့်ဒါမင်းတို့စဉ်းစားကြည့်ငါပြောပြမှာကွာအဲ့လောက်ကြီးကြဘဲကောင်းလဲမပေါက်ဘူးရဲ့အေးမဘက်တဲ့ခု10ရာထောင်ခု10ရာထောင်တောင်းဘာတတောင်းကြီးတဲ့ဖေမရနဲ့ပေါက်တယ်မင်းရလေအဲ့လောက်ကြီးမခက်ဘူးတာကြီးတိုင်းရမင်းတို့ကောင်းနေကွာလိုက်လေးနှိပ်ကွာဒါတို့ TikTok မှာ like 1 million ပြည့်ပေါက်ပြီနှိပ်တိုင်းတို့နှိပ်မင်းတို့နှိပ်ငါစပ်ဖောက်မှာငါတိတ်ငိုးချင်းနေပြီနော်ဒီမှာ Facebook တင်ချင်းလေမင်းတို့ like လေးနှိပ်ကြကွာမင်းတို့ကလက်တွေကနော်ငါမပြောချင်ဘူးနော်တိုင်းတို့ငါထိုးမှာနော် Facebook က YouTube ရောနော် TikTok ပေါ်လာတော့ like နှိပ်ကွာတိုင်းတို့ like 1 million ငါတို့ပြည့်တော့နှိပ်ကွာတိုင်းတို့ငါတို့ပေါက်မှာတိုင်းတို့အားဆိုငါတို့ပေါက်ပြီလက်ဆောင်လေးတွေပေးပါညီကိုတွေလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်လက်ဆောင်ကြီးတွေမပေးနဲ့เนาะကျွန်တော်အဲ့ဒီအသေးပုတ်တွေကတက်တွဲလို့ရရင်ရတယ်တလားအပွားနော်ကိုကြီးကျေးဇူးပါကိုခွန်တူကျေးဇူးပါအိုင်နေကျေးဇူးပါမလောနဲ့အစီသွားမယ်တလားမောင်ဖြူကျေးဇူးပါအိုင်နေကျေးဇူးပါ TURDLE ဆိုတော့ကိုနာမည်တော့ဖတ်မတတ်ကျေးဇူးပါဘေညို V1 ဘေညိုညီလေးကိုလိုက်ပို့လိုက်တော့ညီလေးเนาะညီလေးဂျိုလေး thank you ပါ Marcus ကျေးဇူးပါ FV4 ကျေးဇူးပါညီလေးလက်ဆောင်ပေးပါလားညာပဲလက်ဆောင်ပေးအားလုံးကျေးဇူးများကြီးတင်ပါတယ်လက်ဆောင်လေးပေးပါတယ်ညီမမောင်နှမတက်ရောက်ချင်းစီတိုင်းကိုဒီနေရာကနေကျွန်တော်ဒီဘိုင်းကျေးဇူးများကြီးတင်ပါတယ်เนาะဒီထက်မကလည်းအများကြီးပေးနိုင်ပါလို့ဆုတောင်းပေးလိုက်ပါကိုရဲ့ကျေးဇူးပါကိုဖြိုးကျေးဇူးပါကြော်ဝါကိုအများကြီးပဲကိုအောင်အားလုံးတောင်းပေးပါတယ်ဗားမြန်ဗျလက်ဆောင်လေးဝိုင်းဆက်နေကြကျေးဇူးတင်ပါတယ်ကျွန်တော်အဲ့အသေးလေးကဘယ်လိုလုပ်တာလဲမသိဘူးကျွန်တော်လက်ဆောင်ကြီးတွေမပြနိုင်အသေးလေးကိုပဲအဲ့လိုဆက်လို့ရအောင်လုပ်ပေးပါလားဗျကျေးဇူးအိုးပြောင်းရေTikTok မှာ like 2 million နဲ့ကျေးဇူးတင်ပါတယ်တင်တော့အားပါဆက်သွားမလား let's goမဟုတ် hey stop full stop မလို့ဘာမှမရဘူးဟျောက်ကွိုင်လေးတစ်ကွိုင်တော့မပြီးတဲ့ကိစ္စကြီးကဒါတန်ဆန်နဲ့ငါနဲ့တွေ့တော့မှာငါဖုန်းထိုးပြောလိုက်ရင်ကောင်းမလားတိုင်းလို့ပုတ်လို့အတိတ်ပဲမရှိဘူးလို့ဒီစက်ကိုငါ့ကိုဖောက်ခိုင်းတာကွာငါဖောက်တယ်ကွာဒီနေ့ငါပြောချင်တာကွာအဲ့လောက်ကြီးမခက်စင်နဲ့ဟုတ်တယ်မလားအဲ့ဒါမှကိုဒီဖောက်လိုက်လို့မှအဲ့လိုလွယ်လွယ်တကူနဲ့ထွက်သွားတယ်ဆိုရင်ဒါကိုယ့်ရဲ့ fan တွေကဒါကိုဒီမိုက်တယ်လွယ်လွယ်တကူနဲ့ live ဖောက်မှာကျွန်တော် marketing ဘိုင်းကိုနည်းနည်းလေးတွေးဟုတ်တယ်မလားမင်းဟာကြီးอ่ะကွာငါကဖောက်လို့မထွက်နေတဲ့ဟာကြီးကိုမင်းဟာကြီးကဘယ်သူကတော့ဖောက်မှာလဲလို့ငါမသိလို့မင်းကြည့်ဦးမယ်မပြောင်းနဲ့နော် UC တော်တော်ကုန်သွားပြီနော်မထွက်သေးဘူးနော်ထိုးမလားစကစ်လေးနဲ့တစ်ခေါက်တော့အတိတ်ပဲမရှိတော့ဘူးဟဲ့အောင်နေစောက်တိတ်ပဲမရှိတော့ရိုင်းလာပြီနော်ဟဲ့အောင်ငါနီခွဲဟာဟဲ့အောင်ဝမ်းနာတာလိုက်တော့ဝမ်းနာတာဖင်နာခံလိုက်တော့
ကွိုင်လေးတစ်ခွိုင်တော့မပြီးတဲ့အကိစ္စယူဘလို့စက်ဖောက်အောင်မလဲလို့ငါမသိလို့မေးကြည့်အောင်ပဲခုနမှအဲ့ရနိုးလာတယ်ကွာစိတ်လေးကိုပျော်ပျော်ရွှင်ရွှင်လေးနဲ့ငါမှနိုးလာတာစိတ်ချမ်းချမ်းသာလေးနဲ့ဒီပုံးလေးကိုဘယ်လိုပြောပျော်ပျော်ရွှင်ရွှင်လေးနဲ့ငါဖောက်မယ်လို့အုံနောက်ထဲမှာတွေးထားတာစောက်တလွဲတွေဖြစ်နေတယ်အခုကအမကြီးဟဲ့အောင်ရေမင်းတို့စဉ်းစားကြည့်ကွာဘာအတိတ်ပဲမှမရှိ UC 3000လောက်သုံးမဲ့အနေထားတစ်ခုမှရှိနေတယ်အခုဟာကြီးကလက်ပြောတော့ဟုတ်ပါသိတယ်မလားပျော်ရွှင်မှုတွေပျောက်ဆုံးလာပြီနော်ငါထိုးမှာနော်ဒီဘက်လိုင်းမယ်မဟုတ်ဘူးလေကွာမင်းတို့စဉ်းစားကြည့်အခုဒီ10ဘုံတော့ပေါက်ပြီဘာလို့ဆို तू ဒီအတန်းလေးပြည့်ပြီကွာဒီတန်းလေးပြည့်ရင်တော့ပုံမှန်အတိုင်းပဲတစ်ခုခုတော့ပေးတယ်အေးတစ်ခုတော့ရှိတယ်ကွာကွာမပြီးပဲနဲ့ဖက်ကနေအဲ့ဒီ10ဘုံမှာအင်ကြီးတစ်ထည်လောက်ပေါက်သွားလိုက်မယ်ဆိုရင်ဒါ very integral ပဲနော်ဟုတ်တယ်မလားဟာအဲ့လိုမျိုးတွေလည်းဖြစ်နိုင်တယ်ဟုတ်တယ်မလားရောဘာပေါက်မလဲမသိလို့မေးပြီအဲ့ဒီအစွတ်ရငါဘာမှစွတ်ထားမှာလဲဟမ်ဘယ်နာမှစွတ်ထားမှာလဲလို့အေးပေါက်သွားပြီခေါင်းရောအေးခေါင်းဝမ်းနာတာလိုက်တော့မင်းတို့ကောင်းတယ်ထိုင်ပြီးတော့ဝမ်းတာလိုက်တော့ပေါက်သွားပြီအောင်ခေါင်းအတိတ်ပဲမရှိဘူးလို့မင်းတို့စဉ်းစားကြည့်ကြည့်လေဟျောင်းနေမဟုတ်ဘူးလေအဲ့လိုမျိုးကြီးကြတော့ဘယ်လိုပြောမပျော်တော့ဘူးသိတယ်မလားဖောက်တဲ့ကောင်တွေကဒီ game ကွာနှစ်ကောင်းတော်ပေးတာဟဲ့အောင်ခေါင်းနှလုံးတော်ပေးတာတစ်လုံးနဲ့အားမရလို့တဲ့နှလုံးသားစွတ်ထားတယ်ဟဲ့အောင်ဝမ်းသာတာလိုက်တော့မင်းတို့ကောင်းတယ်မဟုတ်ဘူးလေအဲ့ဒီခေါင်းစုကြီးကငါခုနရာပြီးွားကြီးမဟုတ်ဘူးလားလို့ဒီမှာခေါင်းစုနှလုံးကအိုးမဟုတ်ဘူးခေါင်းစုကကွိုင်ဟဲ့အောင်လေကွိုင်အဲ့ဒါခေါင်းစုကကွိုင်တာဇန်တွေကလည်းမသိဘူးငါပြောရတာကွိုင်ကမဟုတ်ဘူးလေငါပြမယ်ကွာငါပြမယ်တိုင်းတော့ပုံး100ဖောက်မှကွိုင်လေးတစ်ကွိုင်ရလာကြီးကြတော့အဓိပ္ပာယ်ကြီးကအမှလုံးဝပျောက်ဆုံးသွားပြီကွာငါပြောချင်တာတင်းတို့သဘောပေါက်တယ်မလားငါပြောတယ်သဘောပေါက်တယ်မလားပုံး100မင်းတို့ဖောက်မှကွာကွိုင်တစ်ကွိုင်ရလာဆိုတော့ဒါမျောလင်းချက်ပျောက်ဆုံးသွားပြီတာဇန်လုံးဖြစ်သွားပြီလုံးဝကို lucky ရဒိဘဲကိုလုံးဝပျောက်ဆုံးသွားပြီပြောစရာမရှိတော့ပုံဖောက်မယ်ဆိုအုံနောက်ယူချုပ်ပြီးချတာမင်းတို့အဓိပ္ပာယ်တွေမြက်တာတွေတွက်တာတွေနဲ့မတွဲနဲ့အဲ့ဒါဆိုရင်ဖြစ်နိုင်ငါလည်းဒီပတ်ကြည့်နေတာထိုးဝဲတွေဖြစ်တော့မှာနောက်တစ်ဘောလဲဒီချိန်မှာနောက်တစ်ခါထွက်ပြီးတန်းတယ်မပေးတဲ့တော့ငါဘောပဲကွာဘောပဲနောက်လည်းစကင်းနဲ့တဘောမလို့ဘုံမလို့ချင်ဘူးလို့တဖြည်းဖြည်းနဲ့ဒေါသတွေပါလာပြီအဲ့ဘုံငါဘာလုပ်ရမှာလဲလို့မင်းတို့မသိလို့ငါမေးချင်မယ်မစကန်လည်းဖင်မဲကြီးလို့တဲ့ပြောပြီးတဲ့ဖောက်ပေါက်တယ်တဲ့ဖင်မဲကြီးဆိုတော့ဘာလို့ပြောရမှာလဲငါတန်းဆန်းကိုပြောရမှာလားဒီဆော်ကိုပြောရမှာဒီဆော်ကိုပြောရမှာနော်ဖင်မဲကြီးစကင်ထွက်လို့ရရင်ဖင်မဲကြီးဘာမှမထွက်ဘူးဖင်မဲကြီးဒါပါလေဖင်မဲကြီးကွာလာတော့ဘာမှမထွက်ဘူးကြောင်ဘာတွေလည်းမသိဘူးဒါပါလေအဲ့ဒါကြီးလည်းမလုံးချင်ဘူးတန်းတန်းမဟုတ်ရဲ့အင်ကြီးပေးလိုက်လှလာကွာငါမသိလို့ရွှေရောင်းနေတာဖြစ်တာအဲ့ဒါကြီးငါဘာလုပ်ရမှာလဲလို့ဘာတွေပေးနေတာဖင်မဲကြီးကွာပေးဖင်မဲကြီးကိုတောင်းတာကွာပေးပြန်ပြီအင်ကြီးပေးလို့အဲ့ဒီဖင်မဲနဲ့အင်ကြီးကိုပေးလိုက်ရင်ရတယ်ဖင်မဲဟုတ်တယ်မလားဖင်မဲကြီးဟုတ်တယ်ဖင်မဲထပ်ပေးကွာဖင်မဲကြီးတော်ဒိဗယ်မရှိတော့ဒိဗယ်ကိုရှာလို့မရဘူးဘာကြီးလေလို့အော်လီဒီစင်းနဲ့ဟာရပြီလို့လား3ခုရတာလေအင်းကြီးကဘယ်လောက်လဲအင်းကြီးက6ခုကွာအမှကား3ခု9ခုရမှမင်းတို့ရမှာတားကြီးလို့9ခုရမှရမှာလို့ဝမ်းနာတာလိုက်တော့ငါထက်အောင်မလားမသိ UC အမှ2000ကျော်ကျန်သေးတယ်မဟုတ်လေကွာဂန်ပေးလိုက်လဲရတယ်ဂန်တပေးအင်ကြီးပေးအဲ့နှစ်ခုတည်းတစ်ခုပေးလိုက်တန်သွားပြီဒါဆောင်ရအာဘွား I love you ပဲ
အဲ့နှစ်ခုတည်းတစ်ခုမှမရရင်ငါအော်ဆဲတော့မှာနော်ငါဘယ်လိုလုပ်ရင်ကောင်းမလဲတန်းဆန်ဖုန်းထိုးလိုက်ကောင်းဟာစိတ်ညစ်တယ်ကွာငါအေးအေးဆေးဆေးလေးဂိမ်းကိုဖောက်နေတာဘာတွေပေးနေမှာဘာလို့လဲနော်ကျွန်တော် live ဆိုရင် live ရောက်ရှိအားပေးတဲ့ညီကိုမောင်နှမတွေ Facebook ကတကယ်ချင်းနေ YouTube ကတကယ်ချင်းနေ TikTok ကတကယ်ချင်းနေ live stream လေးကို live လေးတွေမှာနှိပ်ပေးတဲ့ခေါင်းလေနော်ဒီနှစ်2026မှာစော်မရပါစေနဲ့ဒါမှမဟုတ်လေအချောက်တွေမဒိန်းကျင်တာခံရပါစေဆူတောင်းပေးပါအောင်ကျွန်တော်ပေါအောင်နော်စကိနဲ့တစ်ခေါက်သွားကြစကိနဲ့မသွားသေး Let's go အဲ့ red dog ကိုဖင်းရက်ထဲထားလိုက်ငါပါလုံးအောင်ပါလေလို့ရောတော့ကွာဆော့ရတာမော်အင်းကြီးမဟုတ်ရင်ကာကွာသိတယ်မလားနှစ်ခုတောင်ရှိတယ်ကွာမင်းရရတစ်ခုပွေလိုက်ဘောင်းခိုင်းအောင်ဟမ်အင်းကြီးဖြစ်ဖြစ်ကာဖြစ်တစ်ခုပွေမင်းတို့ဘာလို့သဘောကျတယ်ငါတားရဟမ်ဘာလို့သဘောကျပျော်နော်လားတော်တော်ပျော်နော်ဝိစားတွေ60နဲ့တော့ကြည့်ဟုတ်လား60လားစမ်းကြည့်မရစေးဘူးကြီးအောင်စေးဘူးကြီးနှုတ်ပြော်လာစေးဘူးကြီးပေးနေတာအားလုံးနောက်နှစ်ခါဖောက်လို့ရသေးတယ်အဲ့နှစ်ခါမှာပေါက်ရင်ပါမပေါက်ရင်သွားပြီဝမ်းနာတာလိုက်တော့ပုံ250ဟဲ့အောင်ကြီးဟဲ့အောင်တိုင်းတော့ပြောတော့ကဲလာ fighting မလောက်သေးဘူးသိတယ်ဝယ်ရတာကိုသိတယ်မလောက်သေးဘူးလို့ကဲအားလုံးပဲနော်ငါတို့တွေပေါက်တင်နေပြီနော်တိုင်းတို့ကဲပေါက်ပါစေလေးမှတ်ပေးပါခင်ဗျာပေါက်ပါစေခေါင်းမဟုတ်နော်ခေါင်းကြီးပေါက်လာတာမလို့ချင်ဘူးနော်အင်းကြီးဖြစ်ကာဖြစ်အဲ့လောက်လို့ဖြစ်တာခေါင်းကြီးပေါက်လာမပြောဘူးနော်ပေါက်ပါစေလောက်လိုက်တော့โอเคပေါက်ပါစေနော်ကျွန်တော်ရဲ့တငယ်ချင်းတွေရဲ့ဝိုင်းပြီးတော့ကန်နေငါသားကြီးတို့ကန်နေ2026မှာငါသားကြီးတို့ကောင်းလေးကန်နေနဲ့အိုးဟုတ်တယ်ကွာဒီပေါ်ကငါတို့2026မှာစပြီးတော့ဖောက်တာပဲအဲ့တော့ဒီ2026ရဲ့ငါတို့ရဲ့ကန်ကြီးကဘယ်ရောက်နေလဲကန်ကြီးလာပါအောင် Hey bro Hey bro come on man ကန်ကြီးတွေမီပုံမှန်ကျွန်တော်ပုံဖောက်တာအားကြနေသိလားဒီတစ်ခါကျွန်တော်ပုံဖောက်တာဒါအားမြန်တယ်မိနစ်20ပဲရှိသေးတယ် Let's go အဲ့ဒီအပြားယူငါဘာလုပ်ငါမှာလဲလို့အဲ့ဒီအပြားယူငါဘာမှလုပ်မရအောင်ဟောရလာ come on 4 5 6 နောက်ဆုံးတော့လည်းဘာမှမထူထည့်ရတာပဲစောက်တစ်ပဲမရှိတဲ့ခွေးကြီးမတကယ်ခွေးကြီးစောက်တစ်ပဲမရှိအဲ့ဒါနဲ့ပဲလှုပ်စားငါလုံးကြတာအဲ့ဒါနဲ့လှုပ်စားနေတာမင်းအဲ့ဒါနဲ့လှုပ်စားနေငါတို့ကပေါက်ကွဲသွားငါတို့ကထပ်ထည့်တော့ငါတို့မွဲသွားတာစောက်တစ်ပဲမရှိခွေးကြီးရော်ဒီအဲ့ကြိုက်ခွာခွဲသူခွဲမှာယေးငါ6သိန်းလောက်ကုန်သွားပြီပတ်စံ6သိန်းလောက်ကုန်သွားရင်ရောက်နေမင်းတို့စဉ်းစားကြည့်အဲ့ဒါငါဖြစ်တင်လာငါမသိလို့ဖြစ်တင်လာမသိလို့မသိဖြစ်တင်လာတာ6သိန်းကုန်သွားပြီကွာဖြစ်တင်လာတာငါလို့ငါပတ်စံပြင်ရှာရတော့ဘယ်ကရှာလို့ရှာရမှန်းလည်းမသိဘူး YouTube ကလည်းဘန်းကန်ထိတာငါဘယ်လိုလုပ်မှန်းတိုင်းငါဘယ်လိုလုပ်မလဲဟုတ်ကွာမင်းတို့တွေ့တဲ့အတိုင်းပဲလူတိုင်းဖောက်နေတာကွာမဖောက်လို့ကလည်းမရဘူးကွာဖင်ကလည်းတွေ့တယ်ဖင်လေးပေါ့ပြီးတော့ဆောင်းရလှတဲ့စကင်လေးဖြစ်တော့မဖောက်လို့ကလည်းမရဘူးဖောက်တော့လည်းဘလူးမွေးငါပဲမွေးတယ်မင်းတို့စဉ်းစားကြည့်မင်းတို့တွေးကြည့်ဟုတ်တယ်မလားငါပြောတာဟုတ်တယ်မလားဒီဝမ်းလာတာလိုက်တော့ငါပန်တယ်မှာပတ်စံထွက်တတ်ပဲအဝင်တစ်ခုမှမရှိစိတ်ညစ်ယူဒီတက်ထည့်လိုက်ပြီပေါက်ပဲမပေါက်လည်းဖင်ပဲရှိတော့လည်းပေးကြမင်းရော့ဖင်မဲကြီးထွက်လာတော့
စကုတ်တွေပဲပေးတောင်းစားငါတဘောခေါင်းကြီးပေးပြန်ခေါင်းကြီးတဲ့ဝမ်းထားလိုက်တော့နောက်ဆုံးအဲ့ဒီခေါင်းကြီးနေပဲစုပြီးသွားလဲရမှာအနေထားမှရှိနေတယ်ရောင်းဘာမင်းလို့ရဲ့ဒီတာပြောကောမလေးနေမင်းလို့ခဲ့ကလီစပါပဲလီရဲ့တကယ်များလဲလေဘယ်သာမျိုးနေစင်းသားကြီးကြီးများလဲလေဒါမျိုးတော့စော်နေစိတ်မပြေရလဲဒီအဲ့စင်းသားကြီးကြီးနေစားလေမောလဲဒီဘောမပေးရမစင်းသားကြီးကြီးမခေါင်းကြီးမပေးနေကလေဘယ်မျိုးတော့လို့ဖို့ငါပြပြမယ်ကွာမင်းတို့ငါပြပြမယ်ကြီးဒါတော့မှာကွာငါ့ပေးလိုက်ကိုဒီမှာ lady စိတ်တစ်ခုရပြီလွယ်ကြံသေးရအောင်လွယ်လေကွိုင်းနှစ်ကွိုင်းနဲ့လဲရအောင်ဒိတ်ပဲမရှိရလဲဟေးမင်းစဉ်းစားကြည့်တော့ငါပြပြမယ်နော်လွယ်အင်ကြီးမပါကွာကာလည်းမပါကွာလွယ်လည်းမပါဆိုမင်းစဉ်းစားကြည့်ငါကွိုင်းနဲ့တော့လဲမဆိုအင်ကြီးတစ်ထည့်ရမယ်ကာဆိုကာယူမလားမင်းစဉ်းစားကာယူမလားဟုတ်လားခုလို့တယ်မင်းငါပြောမှာမဟုတ်လားတခုပေါက်တင်နဲ့ခွေကိငါမဆဲချင်ဘူးနော်မဟုတ်ပါလေလေဒိတ်ပဲမရှိရလေတဲ့စာကြီး Come on bro come on စကုတ်တွေတော့အသေးပေးတာရောတလုံးပြီးတလုံးပဲဖေးနေတာထည့်ထားလို့ရရင်ငါထည့်ထားတဲ့တန်းစီပြီးတော့အမ2စကုတ်3စကုတ်4စကုတ်6စကုတ်8စကုတ်ဆိုတန်းစီငါထည့်ထားလို့ချင်းနှိပ်ထုတ်ပြီးသုံးလို့ရအောင်ဒိတ်ပဲမရှိရလဲဒီမဆဲနေဘူးလူနေမီလို့ဆိုတမဆဲအောင်လဲလေဟဲ့နေစားလဲဒီစကင်နဲ့တော့လည်းမရမယ်ဒီဂိမ်းရမယ်စောက်သေးပဲမရှိဘူးအမောကြီးကြီးဒီပဲနေဘော်မှန်းတည်းအေး come on ပြောစရာများလေရှင်ငါစီးတဲ့ line တွေတော့အခုကနေရောငါပြပြမယ်တကယ်ညာဆောင်ကြီးအခုငါတို့ဒီကာစကင်လာတယ်မလားငါတို့ဖော်လဲမလားအခုတိမ်မကြခင်ကွာနောက် even မှာကွာ M4 စကင်လာအောင်မယ်စောင်းရလာရမယ်ဘောင်းပြီးချက်ငါဘောင်းပြီးချက်ပြဲနေပြီတယ်မငါပြဲနေပြီငါမဝဲနိုင်ရဒါစားတွေပဲငါထိုင်ဖောင်နေရမင်းတို့စဉ်းစားကြည့်စီအတိတ်ပဲလုံးဝမယ်နေပြီမင်္ဂလာပါတကယ်တော့မင်္ဂလာပါနော်အပေးနေတယောက်ချင်းစီတိုင်းအောင်မင်္ဂလာခင်ဗျာမင်္ဂလာပါခင်ဗျာဝါပါအရင်ချက်ပါတယ်ကဲပေါက်လိုက်တော့ငါတို့ဒီစကင်ကြီးကိုပေါက်သွားပြီဆိုရင်ငါတို့တွေစမ်းဟောက်သွားမယ်နေလေးချိန်မယ်နာမည်လေးပြောင်းပြီးတော့စော်လေးပုံစံဆောင်ပြီးတော့အဲ့ဒါကျင်းသွားထဲမဲ့နေထားတစ်ခုမှရောက်ရှိနေတယ်အဲ့တော့ပေါက်လိုက်တော့ပေါက်သိနေပြီနော်ခေါင်းကြီးပဲမပေါက်နဲ့အဲ့ခေါင်းကြီးကဘာမှလုပ်မရဘူးခွေးခေါင်းကြီး come on လာပြီကွာတကယ်ကြီးပဲကွာကြီးနဲ့သွားလဲရမှာလားငါမသိလို့မေးကြည့်အောင်ဟမ်ဟိုင်းရနေဒါငါကွာကြီးနဲ့သွားလဲရမှာလားဟမ်လို့ဒီရဲ့မြောက်တက်လဲဒီရဲ့မဟုတ်တက်လဲလိမ့်စားလဲဒီရဲ့မဟုတ်ဒီနားကပတ်စံပြန်ထည့်ပြန်ရတဲ့ဟာဘာလို့ငါမရသေးတာလဲ18000ပြည့်ပြီလေဘာ2000လို့တာဘာလဲ what the fuck bro နောက်တဲ့2000တက်အောင်မလားဟာဝမ်းနာတာလိုက်တော့ဝမ်းနာတာလိုက်တော့2000လူသေးတယ်တဲ့ဝမ်းတာလိုက်တော့2000မို့3000လီဟဲ့အောင်လေတော်ကုန်သွားပြီ come on မလို့ကြောင့်မလို့ကြတာယူကုန်သွားပြီမေဒီယန်တစ်ချောင်းပိတ်တယ်ဖင်းခံမယ်ကွာထက်ထဲမဟုတ်ဘူးလေအဲ့လိုမျိုးကြီးကြတော့မပြောတော့ဘူးလို့ဘာကြီးလေလို့ရောက်နေ what the fuck bro ဒီနဲ့စိတ်ရမပြောတော့တိလားနော်ပျော်ရွှင်မှုတွေပျောက်ဆုံးလာပြီနော်ငါထိုးဝဲတွေပြေးတော့မယ်နော်အဲ့ဒါကြီးယူစီ3000ဘလောက်လဲယူစီ3000 1500အဲ့လောက်မထည့်နိုင်ဘူးလေကွာမင်းဟာလေ10ပုံးဆိုရင်ရော10ပုံးမဟုတ်ကွာ9ပုံးပဲ299ပတ်တန်ထဲလိုက်တော်လိုက်တော့299ပတ်ပဲထည့်တော့မယ်ပေါင်ရင်ပေါင်မပေါင်ရင်နေ